ဒီလိုဘဝနေချိုင်ကိုအသုံးဝင်နေလိုက်လို့တွေကိုသိဖို့ကျွန်တော်နှစ်300လောက်အချိန်ယူခဲ့ရပါတယ်ပထမဆုံးတစ်ခုကတော့ခင်ဗျားတို့မသိလောက်ဘူးလို့ကျွန်တော်လောင်းရတယ်နော်တစ်ဒါကတော့ကျွန်တော်အဖိုးကြီးတီထွင်ခဲ့တဲ့နီးပေါ့အရင်ဆုံးဝါယာဂျူတစ်ချောင်းကိုကွေးလိုက်ပါပြီးရင်ဒီလိုမျိုးချိတ်လေးလုပ်လိုက်နော်အဲ့ဒါကိုလှည့်စစ်တောက်ဖောက်စစ်မှာတတ်လိုက်ပါဒီနီးလန်းကပိတ်နေတဲ့ပိုက်တွေကိုလွယ်လွယ်ကူကူရှင်းထုတ်ပေးနိုင်တယ်တကယ်ကိုလက်တွေ့ကြားတဲ့နီးလန်းပါပဲနှစ်ခေါက်ဆက်ချောက်ဖူးအဖုံးကိုတစ်ဝက်လောက်ပဲခွာလိုက်ပါအဲ့ဒီအဖုံးနဲ့ပဲ sauce ကိုဖိညစ်လိုက်ရင်လက်မပေးပဲတန်းတန်းချင်းချင်းထွက်လာမှာပါရေးထဲဖို့အတွက်ပေတန်နဲ့တိတိကျကျတိုင်းလို့ရတယ်နော်ကြောက်ဦးတိုင်းကိုတွားကြထူတန်နဲ့ထိုးပြီးလှည့်လိုက်ရင်အလွယ်တကူပွင့်သွားလိမ့်မယ်အဖုံးကိုဖိထားဖို့ခင်းရင်တစ်ခုကိုကန့်လန့်ဖြတ်တင်ထားလိုက်ပါအဖုံးကိုခွာပြီးနှစ်ခေါက်ခောက်လိုက်ရင်တော့ပကန်းလုံးအသေးလေးဖြစ်သွားပြီပေါ့ပိုပြီးစတိုင်းကြကြစားလို့ရတယ်လို့ဟင်းကြီးတောက်ဖို့ဇွန်းအနေနဲ့လည်းသုံးလို့ရသေးတယ်နော်သုံးနေရန်ကိုအရင်ဆုံးအပေါက်ဖောက်လိုက်ပါကေဘဲချိုးပတ်တစ်ချောင်းထည့်ပြီးဖြန့်လိုက်ပါတစ်သားစလေးတစ်ခုကိုအထဲထည့်ပြီးတူနဲ့ထုတ်သွင်းလိုက်နော်ပြီးရင်ပိုက်ကိုအပေါ်ကတင်ပြီးစစ်ကြိုးကိုကြက်အောင်ဆွဲလိုက်ရင်မြင်းမြင့်မြတ်ဖြစ်သွားပြီပေါ့လေးစံရတဲ့အခါစံကောင်းမကောင်းခွဲခြားနေပြပြမယ်နော်တရှူးတစားကိုယူပြီးဗီဒီယိုထက်ကအတိုင်းစံထဲမှာအားရပါရပုတ်လိုက်ပါပြီးရင်စကုတ်ကိုကြည့်လိုက်နော်အစီပြန်နေရင်တော့ဖျောင်းတုတ်ထားတဲ့စံပေါ့ကျွန်တော်စံကတော့တကယ်ကိုကျမ်းမာရေးနဲ့ညီညွတ်တဲ့စံကောင်းပါပဲငါငန်းပြားရေးဓမ္မဟုတ်ရှာလကရေးပလင်းအဖုံးကဆွဲဖွင့်ရတဲ့ကွင်းလေကအမိုက်မဟုတ်ဘူးဆိုတာကျွန်တော်အသက်ကြီးမှသိခဲ့ရတာပါအဲ့ဒါကိုပြောင်းပြန်လှန်ပြီးပြန်တက်လိုက်ရမှာပါအဲ့ဒီအခါကျမှ sauce တွေလောင်းထည့်ရင်ဟိုဒီမစင်ပဲချောချောမွေ့မွေ့ကျလာမှာပေါ့အဟောက်စီပလင်းအဖုံးမှာအပေါက်တေးသေးလေးထည့်အောင်အပူပေးပြီးဖောက်လိုက်ပါတန်ဖိုးတစ်ချောင်းကိုအမြန်ထည့်လိုက်နော်အဖုံးကိုလှဲဖွင့်ပြီးအိုးအဖုံးပေါ်မှာတင်လိုက်ပါနတ်တစ်ချောင်းထည့်ပြီးဝက်အိုးကိုကြက်အောင်လှဲလိုက်ရင်လက်ကန်လေးဖြစ်သွားပြီပေါ့ရွာထဲကလူတွေအကုန်လုံးကကျွန်တော်ကိုတောင်းလိုက်တာလို့ချီချူးနေကြတယ်ပါခုနှစ်ဒါကတော့ပလင်းချီနီအဟောင်းကြီးပေါ့ကျိုးကိုပလင်းအလယ်မှာပတ်ပြီးကြက်အောင်ဆွဲလိုက်ပါပြီးရင်နောက်တစ်ပတ်ကိုပလင်းလဲဘင်းမှာပတ်ပြီးကြက်အောင်ချီလိုက်နော်တခါတည်းနဲ့တော်တော်လေးခိုင်သွားမှာပါပလင်းလွတ်ကြမှာကိုလည်းစိတ်ပူစရာမလိုတော့ဘူးပေါ့စစ်စပရိတ်ဘူးထီကိုပကန်းစစ်စပြရေးထည့်လိုက်ပါရေနွေးနွေးရေနဲ့ရှာလကာရေးအနှင်းကြီးထပ်ထည့်လိုက်နော်ဖုံးတက်နေတဲ့ပန်ကာကိုယူလာပြီးအဲ့ဒီအရေကိုနှစ်ဖက်လုံးဖြန်းပေးပါပြီးရင်ပလတ်စတစ်အိမ်နဲ့အုပ်ပြီးပန်ကာကိုအမြန်ဆုံးနံပါတ်နဲ့ဖွင့်လိုက်ပါမိနစ်ပိုင်းအတွင်းမှာပဲပန်ကာကအသက်အတိုင်းပြောင်းဆင်းသွားပါလိမ့်မယ်ကိုအိမ်မှာရေခဲတသားရှိရင်ဒီနီးလန်းကိုသိထားတဲ့နော်လက်ဖက်ချောက်အနှင်းငယ်ကိုပကန်းလုံးနဲ့ထည့်လိုက်ပါမဟုတ်ဖို့ဆိုတာအနှင်းငယ်ထပ်ထည့်လိုက်နော်အရက်နဲ့ရှာလကာရေးအနှင်းငယ်စီထပ်လောင်းထည့်လိုက်နော်အဲ့ဒါကိုရေခဲတသားထဲမှာတစ်ရက်လောက်ထားလိုက်ပါပြန်ဖွင့်ကြည့်လိုက်ရင်အနံ့အသက်တွေအကုန်ပျောက်သွားပြီးရေခဲတသားက3လလောက်အထိလန်းဆန်းနေမှာပါ30အချိုရည်ဘူးတွေကိုအန်ဒီရဲ့ကင်းကင်းဖွင့်ပြီးပေါ့ကွင်းထဲကိုတစ်ခုခုနဲ့ချိန်ပြီးဒီတိုင်းလေးပဲမှတ်လိုက်ပါကလေးတွေတောင်အလွယ်တကူဖွင့်လိုက်နေနော်နောက်ထပ် live hacks တွေတင်ဆက်ပြီးအောင်မှာမို့ like and follow လုပ်ထားဖို့မမေ့နဲ့